Hello အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ဆန်ဂီတာပြဿနာအတွက်စိတ်ချရတဲ့ Yonskin ရဲ့ shampoo series အကြောင်းမိတ်ဆက်ပေးလိုက်ပါတယ်နော်ခေါင်းရလို့ကုတ်လိုက်တိုင်းပခုံးပေါ်မှာဘောက်ဘက်ဖြူဖြူလေးတင်းနေလို့စိတ်ညစ်နေပြီလားမဲရောင်အင်ကြီးအောင်ယုံကြည်မှုရှိရှိမဝေရတော့ဘူးလားဒါဆိုရင်တော့ Yonskin ရဲ့ anti halo and dandruff shampoo လေးကအဖြေပါပဲနော်သူကဘောက်ထရာကိုတိတိတတ်တာရောပါစေုံတာမကပဲဘောက်ကြောင့်ဖြစ်တဲ့ဥယျာပြားရရနာတွေကချစ်ချင်းတက်တာစေပါတယ်နော်သူ့ရဲ့ထူးခြားချက်ကဘောက်ပြုတ်ယုံတင်မကပဲသပင်ကျွတ်တာတွေကပါတခါလဲကာကွယ်ပေးရမို့တပူးတဲ့နဲ့တင်အကျိုးကျေးဇူးနှမျိုးကိုရမှာပါနော်ဒါဝါဝပေါင်ပစ္စည်းတွေနဲ့ဖော်ဆက်ထားလို့ဥယျာပြားကိုမထိခိုက်စေပဲအင်းမြလန်းဆန်းစင်နေမှာပါနော်စပင်အယောင်ခဏခါဆိုးကျင်တယ်ဒါပေမဲ့စပင်တွေကျန်းတဲ့ပြန်စီးသွားမှကြောက်နေတဲ့ပြိုမေတွေရှိလားအယောင်ဆိုးထားလို့ပဲဖြစ်ဖြစ်ကောက်ထားဖြောင်းထားလို့ပဲဖြစ်ဖြစ်6တိသွားတဲ့စံသားတွေကို Yonskin ရဲ့ Damage Can Rebel လေးကပြန်လည်ပြုပြင်ပေးပါတော့ဒီရှမ်ပူထဲမှာပါဝင်တဲ့ collagen နဲ့ protein ဓာတ်တွေကစံသားကိုရေဓာတ်အပြည့်အဝဖြည့်ပေးပြီးပျော့ပြောင်းသွားစေပါတယ်နော်အနက်လေးကလည်းအရန်မှွေပြီးတနေကုန်ဆွဲချက်နေပါနော်စံသားပျက်စီးမှာကိုပူစရာမလိုပဲစိတ်ကြိုက်စတိုင်တွေပြောင်းမှုကတော့ဒီရာလေးပဲလိုအပ်ပါတယ်နော်ဥယျာပြကျမ်းမာရေးကိုအဓိကထားထုတ်လုပ်ထားလို့စိတ်ချလက်ချသုံးဆွဲနိုင်ပါတယ်နော်။သုံးပြီးရင်လည်းဆန်သားလေးကအနံလေးမှုှေ့ပြတ်ပြီးလန်းဆန်းနေစီမှာပါနော်။